တဲ့တချင်ကတော့လုံးဝ next level ပါပဲအကြိုင်းနေမှဒီလိုလူတွေအများကြီးနဲ့စီကားတချင် vibe ကိုပြန်ခံစားရတဲ့နှစ်ဆိုလည်းမမားပါဘူးရှင် Okay ကိုရတဲ့တချင်မလဲဖြစ်တာအတော်လေးကိုကြာသွားပြီပေါ့နော်ဒါလေးကတော့ Okay တချင်ကြားနေမှာရှောက်လေထားတယ်ပေါ့ရှင်Okay တော့မင်္ဂလာမနေ့လမ်းလျှောက်တချင်မန်တက်ကိုပဲသွားခဲ့ပါတယ်ရှင်အတိတွေနဲ့လျှောက်လိုက်တာဆိုတော့အဲ့ဒီအိမ်နဲ့မန်တက်နဲ့ကနီးရဆိုတော့လဲလမ်းလျှောက်ပြီးသွားလိုက်ပါတယ်ရှင်Okay ရောက်တော့17ခွဲနေပြီပြန်ထွက်လာတဲ့သူတွေကလည်းများသလိုခုမှဆက်ရောက်လာတဲ့သူတွေကလည်းများကြီးပါပဲဒီဘက်မှာတော့နည်းနည်းလေးစစ်တယ်ပေါ့နော်ဒါပေမဲ့ဝင်ကြီးကတော့ free ပါပဲရှင်အနောက်ပိုင်းဆိုတော့ဒီဆိုတာတော့မမီလိုက်ပေမဲ့ DJ တချင်မိုက်စားတွေနဲ့တော့တက်ကုန်ခဲ့ပါတယ်ဒီဘက်ကလမ်းလျှောက်တချင်ပြင်ဆင်လေးရကြတော့ဒီဘူတန်ခဏန်းလို့ဆိုအမိုးတွေနဲ့ပါပြီးတော့ထီးရအများကြီးတုံးထားတာပေါ့နော်နောက်ပြီးတော့ဒီလှေကြီးထဲမှာဆိုလည်းရေထည့်ထားတော့လေရေဒီပတ်တန်းအောင်ဆော့ခဲ့လိုက်သည်နောက်ပြီးဒီညီမယူရတနခါလေးလို့ရအောင်အေးရမချက်ပြင်လေးထားသေးရတော့တနခါသွေးဖို့ရဒီပိုတောင်တက်ယူရသေးရပါရှင်နောက်ပြီးတော့တနခါကိုပြန်တူသွေးပြီးတော့တနခါလေးလင်းခဲ့ပါသေးဒီကလမ်းလျှောက်တချင်ဆိုင်ကန်းလေးတွေအများကြီးရှိတော့နေ့လယ်ဆောင်လည်းအဲ့ဒီကဆိုင်လေးတွေမှာပဲဝယ်စားခဲ့တယ်ပေါ့နော်ဈေးတွေကတော့နိုင်ငံကြီးတွေလို့ပြောရမယ်အပြီးတော့ဗိုက်မောရတာနဲ့ဆွေရတာတန်းစီပြီးတော့လဲစားခဲ့သေးတာတကယ်ကိုပျော်စရာကြီးပါပဲရှင်လူရောက်3000စာတောင်ဝေတာပါတယ်တကယ်ကိုအများကြီးပဲဝေတာပါဒါကတော့တန်းစီပြီးရလာတဲ့စတူဒီတာတွေကိုစားနေရဖြစ်ပါရဲ့ရှင်နေ့လယ်ဆောင်လေးစားပြီးတော့နေ့လယ်2နာရီလောက်ကြာတော့ဝန်တက်ကပြန်ပြီးစဖွင့်နေပေါ့နော်စဖွင့်တော့ဒီတချင်းမျိုးလေးနဲ့ပဲစဖွင့်ပြီးတော့နောက်ပိုင်းကျမှဒီအဆိုတော်တွေရောက်လာတာဖြစ်ပါရဲ့တချင်းဆိုတော့အဲ့ထက်မှာဒီနေ့တော့အဲ့ဆိုတဲ့တချင်းကိုအကြိုက်ဆုံးပဲပြီးတော့ဒီတချင်းက2019လောက်တော့အခက်အရန်ယူခဲ့တဲ့တချင်းဆိုတော့မမဟုတ်ဘူးနော်မင်းနေခင်ဆိုတော့နောက်ဆုံးပိတ်အင်းနဲ့လွယ်ဆိုတဲ့အတိုင်းပုံမနော်အချနဲ့နောက်ဆုံးပိတ်မန်တက်အပိတ်တဲ့ချင်းလေးကိုတီးဆိုခဲ့ပါရဲ့ရှင်ပြီးတော့လေပို့ပြီးသွားပြီဆိုမှပဲအိမ်ပြန်ခဲ့ပါရဲ့ရှင်ဒါဆိုရင်တော့ဂျန်ဂျန်နေရှောက်လေခဲ့ရတဲ့ vlog လေးကတော့ဒီမှာပဲဆုံးသက်လိုက်ပါရမယ်ရှင် so in the next video guys bye bye